န်တီမင်္ဂလာပါရောင်းကောင်းလား ဟုတ်ပါတယ် ဒီဘာတုတ်တွေရောင်းတာလဲ တင်မောတီတော့ပဲပြားတော့တရတီတော့ ဩတမျိုးတရက်တီးတုတ်လေးပွဲလား ဝက်ခလေးလေး ဟုတ်ဟောစားလေးနဲ့ပဲစားလေးနဲ့ရှိတာမတုတ်ဘူးစားလေးနဲ့ဟုတ် ထောင်းတော့နော် ဟုတ်အဲ့ဒီဘယ်လား အင်းစင်လာလေအင်းစင် အင်းဆိုင်ရဒီသားစုဘယ်နှယောက်ရှိလဲ ဒီတော့9ယောက်ရှိခလေး 9ယောက်ဘယ်သူတွေတော့ တားကြီးပဲ4ယောက်ရှိတယ်သမီး1ယောက်ရှိတယ် သား4ယောက်သမီး1ယောက်ဟုတ်အဲ့ဒီဟိုလေမနက်စာနေ့လယ်စာညနေစာဈေးဘိုးဆိုရှင်ဘယ်လောက်ကုန်ခံမ 2000လောက်ကုန်ပါ2000 2000လောက်ကုန်သမီးကဒီနေ့အစီအစဉ်လေးကကြတော့လူကြီးတွေနဲ့သမီးကဈေးလိုက်ဝယ်ချင်တယ်ဟုတ်အန်ဒီမိသားစုအတွက်ဒီနေ့ချက်စားခြင်းနဲ့ပိုချက်ကျွေးခြင်းနဲ့စိတ်ကူးတွေကအတိုင်းလေးဆိုရင်ဗာလေးချက်ကျွေးခြင်း မသားလေးကိုပဲငက်ပြအချိုးချက်လေးနဲ့ကစုံကြော်လေးနဲ့ ချမောကြိုက်လို့လေ ကြိုက်ပါယောက်ျားလေးကြတယ်သားလေးလည်းကြိုက်တယ် မျိုးသားလည်းကြိုက်တယ်သားလေးလည်းကြိုက်တယ်ဟုတ်ပြီးတော့ဟိုအဲ့ခါဝတ်သားလေးဘယ်လိုမျိုးလေးချက်ကျွေးခြင်းတာလဲ ပဲငက်ပြလေးနဲ့အချိုးချက်လေးနဲ့ ဝတ်သားလေးကိုပဲငယ်ကြလေးလည်းချိုးချက်လေးနဲ့ ကစုံကြော်လေးနဲ့ ကစုံကြော်လေးနဲ့ ချမောင်ကြီးလေးချက်လိုက် ချမောင်ဟင်းချိုလေးနဲ့စားလို့မင်းပါပဲအဲ့ဆိုသမီးကဒီနေ့သမီးကလူကြီးနဲ့အတူတူဈေးလိုက်ဝယ်ခြင်းတာအဲ့ဒီသမီးအချိန်လေးရရင်ခဏလောက်ကူညီပေးပါလား ရပါတယ်သမီးလူကြီးနဲ့အတူတူတောက်ဝယ်ခြင်းတာအားလည်းမင်း အေးအေးဝတ်တယ်တာဝတ်တယ်အေး အဲ့ဆိုသမီးတို့ခုဘာရင်တောက်ဝယ်ကြမလဲ ဝတ်သားပဲဝတ်တယ်မလေး ဝတ်သားရင်ဝယ်မယ် အေး ဟုတ်ဘယ်နှစ်နာရီရဲ့ဈေးထားရထွက်ရအောင် တော့10ထုတ်ပြီ ကိုကပါရှင်းလိုက်ပေါ့ ရှင်းနာရီညတဲ့ကပြင်ထားရတာလား ဒီမနေ့မိုးလေးမှဒီ9နာရီလောက်မှထားပြေးပြီးတော့ အဲ့ဆို9နာရီလောက်ထဲကကြိုပြင်ထားရတာပေါ့နော် တတိယနှွားတာနဲ့စိတ်တာနဲ့သိပါတမောတီလေးချစ်တာနဲ့မဝတ်သားဘယ်လောက်လဲ3000စီအဲ့ဆိုရင်40သားလောက်ဆိုတော့တော့ခုနှစ်ယောက်နော်50သားလောက်ထည့်ပေးပါမဟုတ်ကဲ့ပြီးပါတော့ဝယ်မ ကစုံမယ်ကစုံရဲ့ ကစုံရက်ဒါဘယ်လောက်လဲ 900 500နဲ့လောက် နှစ်စီးတော့ပါပြီအများကြီး ခုနှစ်ယောက်နေမနေ့စာနေလဲတာညစာသူနှစ်စီးနဲ့ဘလို့ အများကြီးမလားငါတော့ဝယ်ပဲမလား ဟုတ်အားစီဆိုလောက်လဲမလား ဟုတ်တယ် အကြီးမကြိုက်ဘူးလားအသေးလေးကြိုက်တာ ဒါလေးကြော်ရတာ ဒါလေးကကြောတာပူပါမယ် ဒါလေးပူပါဟိုကကျတော့ချီရ ပိတ်တာလေးထည့်ပေးပါဘယ်လိုရွေးမလဲဆိုဘယ်လိုမျိုးလေးရွေးရမလဲ ဒါတော့မလေးစိတ်စိတ်လေးတော့ဟုတ်လားဒါကြော်ရတာမြန်တယ်စိတ်နဲ့စိတ်နဲ့ အရွက်စိမ့်တာကြည့်ရမှာလားရိုးစိမ့်တာကြည့်ရ စိတ် မှာ စိတ်နဲ့ရိုးစိတ်နဲ့လည်းဒါစိတ် ရွက်စိမ့်စိမ့်နဲ့ရိုးစိမ့်စိမ့်လေးဟုတ်ဟုတ် ဆိုတော့ကြော်ရတာမြန်တယ်စိတ်စိတ်လေးစားရတယ်ဟိုကကျတော့နည်းနည်းကြမ်းကျင်တယ် အော်ဟုတ်လားဟုတ်ကဲ့ပါကျေးဇူးပါအဲ့ဆိုဘယ်လိုရွက်ဝင်မယ်ဆိုလို့ရှိရင်အရွက်လေးရောအယိုးလေးရောစိမ့်တာလေးကြည့်ရမှာဟုတ်ဟုတ်ဝတ်သားဝယ်ပွားရေကစုံရွက်ဝယ်ပွားရေဆိုဘာကိုပါလို့သေးလဲ ချမောင်းနော်ချမောင်းရဲ့အရေး ချ တော့ င်မောင်ရဲ့အော်အရေးတော့ဟုတ်ဟုတ် ချမောင်းကလေးနဲ့မြင့်နေတယ်ခင်ဗျာ အော်ဟုတ်ချင်မောင်ရဲ့ကလေးနဲ့မြင်လေးနဲ့အရေးတော့လေးပေါ့ ဘာမှမရှိဘူးနော် ညှစ်ရှိလား မရှိတော့မရှိဘူး ညှစ်မရှိဘူးအချင်မောင်လေးပဲဝင်လာ ဒီကို900တထောင်မို့3နေပြီကွာ3တော့မှမလို့ပြီလားတထောင်မို့3 သုံးစီးယူလိုက် လက်ချက်ပြလိုက် ချက်ပြီးမယ်ဒီကြီးလိုက်တာ900မှာပါ အဲ့ဆိုဒီဟောလေဒီချင်မောင်ဒီအယိုးရှိတာလေးနဲ့ဟိုအရွက်ကြီးတာလေးနဲ့ဆိုရင်ဘယ်ဝဲ မရှိ တယ် နေကြတာဒါကြောင့်နူးညံ့တယ်ပါဒါကြောင့် အော်ဒါဆိုချင်းဟင်းဆိုရင်တော့ဒီဟာလေးချင်မောင်ရွက်ဆိုကြော်မယ်ဆို ကျ ရင် တော့အရွက်ပြပြကြီးကြီးတဲ့မှာအမျိုးပြ ဟုတ်ကဲ့ပါ ဒါကျတော့ချင်းဆိုတာအကျိုးချစ်ချင်း အော်အဲ့ဆိုချင်းချက်မယ်ဆိုလို့ရှိရင်ဒီအသေးလေး ကျော်မယ်ကျတော့အရွက်ကြီးတယ်တော့ခိုင်းပြကြီးချင်းဒါချင်းတော့ ဟုတ်အဲ့ဆိုသမီးတို့ဗာကြံသေးလဲ မြင့်မြင့်နေတယ်နော် ဟုတ်ဟုတ် အေးဘောတော့မြင့်ကလေးပဲထောင်ဖို့လောက်အနီဒါလေးပေးလိုက် အနီလေးလား အေးမြင့်ချင်တယ်မလို့ချမောင်းကြီးဆိုတော့ အော် ဒီမှာချမောင်းကျတော့ရဲရဲလေးဆို အော်ချင်မောင်ရွက်ဆိုအနေလေး ဘောတော့ပဲကပဲပြည့်သေးသေးရှိမလားအသေးလေးအေး ဟုတ်ပန်းကမြရဲ့အသေးတစ်ခုရယ်ပြီးတော့ကြက်သွန် ကျတော့အမြင်နဲ့ပဲဝင်တယ်ဘောတော့ဒါဘလောက်လဲ ကြက်သွန်ကကြဘယ်လိုရွေးရမလဲဘယ်လိုမျိုးလေးလဲ ဒါ ဒါမြစ်သားလား မိသားလေးဒီလိုလေးနော် အဲ့လိုဆောက်လို့တယ်မကောင်း ကောအဲ့လိုပြင်ပြ ဘူးလို့ဖြစ်ဒါလေးဆိုရင်ဟုတ်ဟိုင်းအဲ့တော့သမီးတို့ခုဝယ်လာတာဘာဝယ်လာလဲ ဝတ်သားရဲ့ ဝတ်သားရဲ့ကစွန်းရဲ့ ချမောင်ရဲ့နဲ့ကလေးရဲ့ ညရဲ့ပြီးတော့ကြာညို့ရဲ့ ဂျာညိုရဲ့ ကြက်သွန်ရဲ့အဲ့တော့သမီးတို့ဟင်းချက်မီလေးပြပြအဲ့တော့ဝတ်သားလေး ဝတ်သားလေးကိုအချင်းပြဝတ်သားလေးကိုကျတော့ဒီလိုရေဆေးပြောင်းဆေးပြီးတဲ့ခါကျတော့စားချိုးမှုနဲ့တေချာနေ ဟုတ် နေပြီးတော့မှ
ကျက်တော့အနီဖြူထက်ထောင်းတဲ့ဂျင်းလေးပါထည့်ပြီးတဲ့ခါကျတော့လုံးရည်လေးနဲ့ချက်နေတဲ့ပကတိတောက်ကြမှာဘဲငယ်ပြလေးနည်းနည်းလေးထည့်ပြီးတော့အဲ့ဆိုလုံးချက်လေးပေါ့လုံးချက်လေးပေါ့ချိုးချက်လေးဘဲငယ်ပြနဲ့ချိုးချက်လေး အဲ့ဆိုရင်ကစွာလေးကိုချွတ်ပြီးတော့မှကျက်တော့အဖြူလေးတပြားကြပြီးတော့ကျော်စိမ့်နေကျော်အုပ်ပြီးတော့မကျော်ဘူးဆိုရင်အော်မအုပ်ပါဘူးအုပ်ကျော်အုပ်တဲ့ခါကျတော့မဲဝါတာအော်အဲ့ကြောင့်တမီးကြော်တယ်ကြော်လို့ရှိရင်မဲတာဘာလို့မဲဝါမှမသိဘူးအုပ်လိုက်လို့တော့သူကြော်ပြီးလို့ချင်းစားလေးနေတဲ့ရင်စားလေးနေတဲ့ခါကျတော့စိမ့်နေချိုးစားမထည့်ပဲချင်းအုပ်တဲ့ခါကျတော့မဲဝါသူစားလေးကိုအရင်ထည့်ပြီးတော့မှငါကလေတလောက်ထားလိုက်ပြီးတော့မှအဖုံးဖုံးအောင်ဖုံးလို့ချင်းမဲဝါလို့ကြော်ရတယ်ဒီလေးနည်းနည်းထည့်ရတယ်ဒီမထည့်လို့ချင်းတော့မနူးမဣဘူးအရင်စားမကောင်းနည်းနည်းရေလေးပပလေးပါမှဣဒီချိုးလို့ဝတ်သားလေးကျတော့တခြားလေးနည်းနည်းထည့်ရတယ်တခြားနည်းနည်းချိုးလဲဣလဲဟုတ်လားချိုးလဲဣလဲထည့်ရတယ်ချိုးဖို့တော့နည်းနည်းပဲရှော့ထည့်တာပဲငါပြတော့တယ်ချက်လိုက်မှနည်းနည်းပဲထည့်တားအမြရင်ပဲငါပြမဲတယ်မဲဝါတယ်ဟုတ်ချိုးလေးနည်းနည်းဝါထည့်တာပေါ့တခြားနည်းနည်းထည့်တခြားထည့်အယောင်လေးနည်းနည်းလှမယ်နည်းနည်းလှတယ်တော့ချိုးလဲဣဝတ်သားနဲ့အချိုချက်ကလေးပေါ့အဲ့လိုမျိုးထည့်တာဟုတ်အဲ့ဆိုဝက်ချိုချက်ရဲ့အဓိကတခြားလေးလည်းပါတခြားလေးနည်းနည်းထည့်ရတယ်မထည့်တခြားကျတော့ဝတ်သားလဲချိုးတယ်ဣလဲဣနေတယ်အဲ့ဆိုတမျိုးချင်းမောင်ချင်းလေးချက်ပြပါချင်းမောင်ချင်းကျတော့ဒီတိုင်းချွေပြီးခါကျတော့နည်းနည်းကြည်အောင်ချွေပြီးတော့ကြာတော့မှမြစ်လေးနည်းနည်းထည့်သူ့ကိုကျတော့ဒီတိုင်းဟိုငါးလေးပဲမထည့်ဘူးငါးမထည့်ပဲဒီတိုင်းပဲတင်မှာဘယ်သူမပြီးတဲ့နည်းနည်းထည့်ပြီးချက်မှာအဲ့ဒါငါလည်းတော့ဒီလိုလဲဆိုတော့တော့တိတ်မချက်ကြဘူးဟိုလေးတော့ဒီတိုင်းပင်ကိုရိုးရှိနေပို့စားကောင်းတယ်ပေါ့ငါးကောင်းမထည့်တော့လေချက်မောင်ကလေးကိုကျတော့ဘယ်သူမပြီးတဲ့နဲ့ပဲချက်တာအဲ့တော့ရိုးရှိချက်တာပေါ့နော်ဒီလိုချက်တော့လည်းငါးပါမှာကောင်းတယ်အဲ့တော့တို့ကျတော့မိုင်းကျတော့ငါးမထည့်တော့ဘူးအဲ့ဘယ်သူမပြီးတဲ့နည်းနည်းချက်တတ်လို့ရှင်ချက်မိုးလေးစားနေတယ်ရင်ချိုးချက်ကြည့်ပါဦး။အဲ့ဆိုရင်ဒီနေ့မိသားစုချက်ကျွေးခြင်းနဲ့ဟင်းကဝက်ချိုချက်လေးရယ်ချင်းမောင်ချင်းဟင်းလေးရယ်ကစုံရက်ကြော်လေးရယ်ဟာအဲ့ဆိုရင်မိုင်းမိသားစုကဘယ်နှယောက်ရှိတာ9ယောက်ရှိတာအမျိုးသားရယ်တားလေးယောက်ရယ်သမီးလေးတစ်ယောက်ရယ်ဟာဘယ်မှနေရလဲမမအင်းစိမ်မနေရအင်းစိမ်မနေဟုတ်အဲ့ဆိုလို့ရှိရင်ဒါလေးသမီးလက်ဆောင်ပေးလိုက်ပါမယ်နော်သမီးလည်းအိမ်ရောက်ချက်စားကြည့်မယ်မမပြောတဲ့ဟင်းဒီတိုင်းမှတ်တာနော်ဟုတ်ကဲ့ပါကျေးဇူးပါ